စာညွှန်ထွက်စာကိုကြတော့ဒီမီးလုံးပေးထားတယ်မီးလုံးပေးထားပြီးတော့နောက် coin ကိုပူစေဖို့အတွက်ကိုက line တစ်စားကိုကြတော့ဒီမီးခလုတ်အဝင်ကနေလာတယ်လာပြီးတော့ဒီပေါ့ဒန်နီယိုရဲ့ခလုတ်ဖြစ်တဲ့အပူချိန်အင်တင်ချလုပ်တဲ့ခလုတ်မှာတစားဝင်တယ်ခလုတ်ကနေအထွက်အစကိုကြတော့နော် line ကိုမီးလုံးတစားပေးတယ်ပြီးတော့လို့ရှိရင်နောက် line တစားကိုကြတော့ဒီဟိုကိုပေးတယ်ပေါ့နော်ဒန်နီယိုရဲ့အပူ coin တစားကိုပေးတယ်အပူ coin တစားကိုပေးတဲ့အချိန်မှာဒီလိုမျိုးပေးတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ coin တိုက်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ဒါအပူ coin ကိုအသိတိုက်လို့ခေါ်တာပေါ့နော်အရှင်တိုက်ပုံစံလည်းရှိတယ်အရှင်တိုက်ပုံစံကျွန်တော်ကြောင်ရင်ထပ်ပြပေးပဲဒါကတော့ coin တိုက်အသိပေါ့နော် coin တိုက်အသိဖြစ်တယ်သူမှာစစ်ဆေးစရာဆိုလို့ထူးထူးမရှိ